မင်္ဂလာပါညီကိုတို့ရေဒီနေ့ကတော့ကျွန်တော်တို့ဒီ2025-26ရာသီအတွက်ပေါ့နော်ပရီးမီးယားလိရဲ့နောက်ဆုံးပွဲစဉ်တွေကစားမယ့်နေ့ပေါ့နော်နောက်ဆုံးပိတ်ပေါ့ဗျာအပိတ်ပွဲစဉ်လေးတွေကျွန်တော်တို့ကြည်ရမယ့်နေ့ပေါ့နော်ဆိုတော့ရှေ့အပတ်မှာလည်းကျွန်တော်ပြီးခဲ့တဲ့အပတ်ဒီမှာလည်း Bundesliga တွေပါတယ်ပြီးခဲ့ပေါ့နော်ပြီးတော့မနေ့ညဆိုလည်းကျွန်တော် News ဆက်ဆုံး La Liga ပြီးသွားပြီပေါ့နော်တပွဲပဲကြံမယ်ဒီနေ့ညစီးရီးလည်းဒီနေ့ညမှာအကုန်ပြီးမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီရာသီအတွက်ကတော့Conference League Final ရဲ့ Champions League Final ပေါ့နော်ဒီနှစ်ပွဲလောက်ပဲကျွန်တော်တို့အတွက်ကြံပါမယ်ဒီနေ့ပြီးရင်ပေါ့နော်ပြီးရင်တော့ကျွန်တော်သိမကြခင်ဘောကတ်စမယ်ပေါ့ဗျာဆိုတော့ရာသီပိတ်နောက်ဆုံးနေ့လို့တော့ပြောလို့ရတာပေါ့နော်ဒါပွဲအများကြီးရှိတဲ့နောက်ဆုံးနေ့လေးမှာညီကိုတွေအားလုံးရွေးချယ်သမျှတွေဒါမှန်ကန်ကြပါစေလို့ကျွန်တော်အနေနဲ့ပထမဆုံးဒါဆူတောင်းပေးလိုက်ပါတယ်ဗောနော်ကျွန်တော်မနေ့ကလည်းလာလီဂါနဲ့ကျွန်တော်မနေ့ကရှိတဲ့ဒါစီးရီးရှိမယ်ဗျာမနေ့ကပြီးလို့ရှိရင်ဂျာမန်ကျွန်တော်ပိုကယ်ဖလားဖိုင်နယ်ဗောနော်ဘိုင်မီနစ်ပွဲရှိမယ်ဆိုတော့ကျွန်တော်မနေ့ကတော့ live link ပေးပစ်ခဲ့ရဗောနော်ကျွန်တော် page ကနေပဲဒါဗီဒီယိုတော့မတင်ပေးပစ်ခဲ့ဘူးဆိုတော့ဒီနေ့ဒီဗီဒီယိုမှာလည်းကျွန်တော် Premier League ပွဲစဉ်လေးတွေကျွန်တော်ပြောသွားပါမယ်ကျန်တဲ့စီးရီးနဲ့ကျွန်တော်လာလီဂါပွဲရတော့ကျွန်တော်ခဏနေပေါ့နော်ဗီဒီယိုတင်ပြီးလောက်ကြရင်ကျွန်တော်ထုံးစံတိုင်း live လွှင့်ပါမယ်ကျွန်တော် Facebook page ကနေပေါ့နော်ထုံးစံတိုင်းပဲဆိုတော့ကျွန်တော် Premier League ပွဲလေးတွေစပြောပါမယ်ဆိုတော့ပထမဆုံး Manchester City နဲ့ Aston Villa ပွဲလေးကစလိုက်မယ်ပေါ့နော်2ပေါင်60ကိုပေါင်ဈေးက4လုံး60နိုင်ပေါ့နော်4လုံး65သားနိုင်ဒါလုံးဝအခုညနေလက်ရှိ update ဈေးပေါ့နော်ဆိုတော့ Man City အနေနဲ့ကတော့ကျွန်တော်တို့ဒါဒုတိယပဲပေါ့နော်ပြီးခဲ့တဲ့ပွဲမှာဘုံမောက်ကိုမနိုင်ထားခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ Arsenal ကတော့ Champion ဖြစ်သွားပြီ Man City ကဒုတိယဖြစ်သွားပြီပေါ့နော်ဆိုတော့လက်ရှိကြေးကတော့ကျွန်တော်တို့ဒါနှစ်ကနေ4ကိုပေးထားတဲ့ဈေးရဆိုလို့ရှိရင်တော့ဒါပြင်းတယ်ပေါ့ဗျာဒါကလည်း Man City အတွက်ကကျွန်တော်တို့ဟိုမက်လုံးလေးတွေတော့ရှိနေတာပေါ့နော် Guardiola နှုတ်ဆက်မာတို့ဘာတို့ညာတို့ပေါ့ဗျာဆိုတော့တစ်ဖက်က Aston Villa ကလည်းကျွန်တော်တို့ဂျားရက်မှာပေါ့နော် Europa League Final ကန်ထားရတယ်ရှေ့မှာလည်းကျွန်တော် Liverpool ကိုနိုင်ထားတယ်ဆိုတော့ဒီပွဲကတော့ဒေဂျာပေါ Aston Villa ရှုံးမှာပါပဲကျွန်တော်အမြင်ရတော့ပေါ့နော်ဆိုတော့ Man City အနေဆုံးတော့ကိုကတော့ပြက်လောက်မှထင်တယ်ဘာလို့လဲဆိုတော့ Man City ကဒါအမှတ်လိုအပ်ချက်ရှိနေတဲ့အချိန်မှာတော့ Brentford တို့ဘာလို့နဲ့တွေ့ရဲကန်ခဲ့တဲ့အချိန်မှာတော့မှတလုံး80ရှုံးနဲ့တလုံးရှုံးဝင်းညင်မပေးခဲ့ရပါတော့ဆိုတော့ဒါအခု Aston Villa ကိုနောက်ဆုံးယာဒီပိတ်အိမ်ခွင်းမှာကျွန်တော်တို့ Guardiola နဲ့လည်းလက်ပပလေးသူတို့အကောင်းဆုံးနှုတ်ဆက်သွားလိမ့်မယ်လို့ပဲကျွန်တော်ယူဆရပေါ့နော်ဆိုတော့ဟာလန်တို့ဘာလို့လဲသူတို့ကိုယ်တွေတွင်းလိုက်ကြပါလိမ့်မယ်လို့ပဲကျွန်တော်မြင်ပါတယ်ဆိုတော့ကျွန်တော် Man City body လေးပဲရိုးရှင်းရွေးချင်တယ်ပေါ့နော်ကျွန်တော်အကြိုက်လေးကတော့ Man City body ပဲဖြစ်ပါတယ်အနေဆုံး 2C 3C လောက်တော့ကျွန်တော်တို့မြင်ရလိမ့်မယ်လို့ယူဆပါတယ်ဆိုတော့ Manchester City body လေးကျွန်တော်ပထမဆုံးအနေနဲ့ကြိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် Crystal Palace နဲ့ Arsenal ဗျ level 85ဗျရှုံး80ရှုံးပေါ့နော် level 80ရှုံးလောက်ပဲ Arsenal ပေးထားရတယ်ပေါ့နော်ဒါပြီးခဲ့တဲ့ကျွန်တော်ဒါ Manchester City နဲ့ဘုံမောက်ပွဲမတိုင်ခင်မှာတော့Arsenal ပေးထားတဲ့ဈေးကိုကျွန်တော်ကြိုပြီးကြည့်ထားပါတော့ဒါဒီဘက်အတွက်ကျွန်တော်ကြိုပြီးကြည့်ထားတဲ့အချိန်မှာ Manchester City နဲ့ဘုံမောက်မကန်ခင်မှာ Arsenal ဒီတလုံး90ရှုံးလောက်ထိကိုပေးထားတာဒါကတော့သူကမဖြစ်မနေသူအတွက်လည်းနိုင်ဖို့လိုအပ်တာမှညာဆိုတော့အဲ့လောက်ထိပေးထားတာပေါ့နော်ပြီးတော့ဒါ Man City ဘုံမောက်ကိုမနိုင်လိုက်တဲ့အပေါ်မှာ Arsenal ကပါကျွန်တော်ဈေးရကျလာတယ်ပေါ့နော်တလုံး60နိုင်နေပါဖြစ်လာတယ်တလုံး80နိုင်နေပါဖြစ်လာတယ်အခုချိန်မှာ level 80ရှုံးမှရှိရတယ်ကိုပေါင်းသေးရလဲ3ပေါင်း90လောက်ဖြစ်လာတယ်ဗောနော်3ပေါင်း40 45လောက်ကနေပြီးတော့ဖြစ်လာတယ်ဆိုတော့ဒီနှစ်သင်းလုံးကတော့တခုရှိတယ်ကျွန်တော်ခုနကပြောခဲ့တဲ့ Conference League ရော Champions League ရောမှာဒါ Final ကန်ရမယ့်နှစ်သင်းဖြစ်နေတယ်ဗောနော် Crystal Palace ကလည်းကျွန်တော်လာမယ့်ဂျားရက်မှာVallecano နဲ့ Conference League Final ကန်ရမယ် Arsenal ကလည်းကျွန်တော်နောက်တစ်ပတ်စနေပေါ့နော်နောက်တစ်ပတ်စနေမှာကျွန်တော်မေလ30ရက်နေ့မှာ PSG နဲ့ကျွန်တော် Champions League Final ကန်ရမယ်ဆိုတော့ဒီနှစ်သင်းလုံးကတော့လက်ရှိဒီအနေထားမှာတော့ဘာမှတိတ်ပြီးတော့အားစိုက်ထုတ်နေကြရတော့မလိုတော့ဘူးဗျဒါကတော့ဟိုနှစ်သင်းလုံးအတွက်ပေါ့နော်တိတ်ပြီးတော့အားဆိုင်နေကြမလို့တော့ဘူး Crystal Palace လည်းအိမ်ခွင်းမှာသူဘာမှတိတ်လုံးပြကြမလို့ပါဘူးသူပရိသတ်တွေကလည်းဒီလာမယ့် Conference League Final မှာဖလားရဖို့သူတို့ပိုရေးကြည့်ရအောင် Conference League Final မှာရမှာသူလည်း Europa League ဝင်ခွင့်ပါညာဟိုဖြစ်နိုင်ကြီးများတယ်ပေါ့နော် Europa League ဝင်ခွင့်ရမှာဖြစ်တယ်ပေါ့ဗျာဆိုတော့ဟိုအဲ့ပွဲကိုပဲသူတို့ပို့ပြီးအောင်စိုက်လိုက်မယ်လို့ယူဆတယ် Arsenal ကလည်းကျွန်တော်တို့ Champions League ကသူတို့အတွက်အရေးကြီးသေးတယ်ဗျာဆိုတော့ဟိုထိန်းကန်မယ်ပေါ့ဗျာလက်ရှိမှာကျွန်တော်ဒီနေ့ဖလားယူရမယ့်နေ့ရှုံးအောင်တော့မကန်ဘူးတရေလဲကျွန်တော်မတော်ဆတော့ကြာကောင်းကြာသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ဘာကြိုက်မလဲဆိုရင်ကတော့ကျွန်တော် Arsenal ပဲကျွန်တော်နည်းနည်း
သဘောကျရပါတော့လက်ရှိအနေထားမှာဟိုကြည်ရတဲ့လောက်ကတော့ဗောနော်လူစင်းအရန်အနေနဲ့ပဲထွက်လာမယ်ဆိုလဲဟိုတစ်ဖက်က Crystal Palace ကလည်းကျွန်တော်တို့အရန်အနေနဲ့ထွက်လာဖို့များတယ်ဗောနော်အဓိကကစားသမားတော်တော်များများကိုသူတို့ဒီပွဲမှာ3ညမှာ3လိမ့်မယ်အချိန်မြေကြီးလည်း3လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ Arsenal တရေနဲ့အနိုင်လေးပဲဖြစ်သွားပါလိမ့်မယ်လို့ပဲကျွန်တော်ယူဆပါတယ်အရန်ချင်းရှင်တော့မှ Arsenal ကတော့လည်းငယ်ပိုတာပါတယ်ပြီးတော့ဖလားယူမယ်နေဗျာအရှုံးကြီးနဲ့တော့ဒါရုပ်ပေါက်မကန်လောက်ဘူးလို့တော့ကျွန်တော်ယူဆတယ်ရှေ့မှာတွေတော့ကျွန်တော်တို့မနေ့ကဆိုလဲဘာစီလိုနာတို့ဒီလိုဈေးတွေပေါ့နော်ဒီလိုနေထားတွေအင်တာတို့တရေတွေကန်သွားတာတွေရှုံးအောင်ကန်သွားတာတွေရှိတယ်ဒါပေမဲ့သူတို့ကတော့တခုရှိတာဖလားယူပြီးသွားပြီဗျာဒီလားပြောချင်တာအာဆင်နယ်ကတော့ဒီနေ့မှာဖလားယူရမှာနေပြီးမှာတော့ကစားသမားတွေအနေနဲ့လဲလာမယ့်ချန်ပီယံလိအတွက်ပါသူတို့စိတ်ဓာတ်ကြရမယ့်ကိစ္စမျိုးတော့သူတို့တိတ်မလောက်တော့ဘူးလို့ပဲကျွန်တော်ကတော့ယူဆတာပေါ့နော်ဆိုတော့အာဆင်နယ်ပဲကျွန်တော်ဟိုနည်းနည်းသဘောကျတယ်ပေါ့နော်အာဆင်နယ်လောက်ပဲကျွန်တော်နည်းနည်းသဘောကျပါတယ်ဂိုးမောင်းရဆိုရင်တော့လဲကျွန်တော်တကယ်တမ်းတော့အာဆင်နယ်ဂိုးပေါ်ကျွန်တော်နည်းနည်းလေးလိုက်ချင်နေတာပေါ့နော်ဒါပေမဲ့ဒီလက်ရှိ3ပေါင်း80 90လောက်ထိကျလာတဲ့အနေအထားအရပေါ်ပါမလားဆိုတာမျိုးကျွန်တော်နည်းနည်းတန်တရားရှိတာဖြစ်တဲ့အတွက်ကျွန်တော်ဂိုးပေါင်းကတော့ဒီဘွဲကိုရှောင်ကျင်တယ်ကျွန်တော်စိတ်အတိုင်းဆိုတော့ကျွန်တော်ဂိုးပေါ်လိုက်ချင်တာအာဆင်နယ်ကိုပေါ့နော်အာဆင်နယ်နောက်ဆုံးကန်ထားတဲ့ပွဲတွေမှာကြည့်လိုက်ပါကျွန်တော်တို့ဖူဟန်3-0ပေါ်ထား3-0နဲ့နိုင်ထားတဲ့တပွဲပဲ over 2.5 ဖြစ်ထားတာဆိုတော့သူ့အနေနဲ့ဂိုးအောက်တွေအများများတာပေါ့နော်ဆိုတော့ဟိုတကယ်တမ်း Crystal Palace ဂိုးရလာနိုင်မယ်ဆိုတော့ဒီပွဲက 1-2 လောက်လည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့ဗျာအရန်တွေလည်းသူတို့ကဂိုးသွင်းခြင်းနဲ့စိတ်ရှိရဂိုးတွေပါရသွားမယ်ဆိုရင်တော့လည်းဂိုးပေါ်ကောင်းပေါ်သွားနိုင်ပါတယ်ဒါပေမဲ့ကြီးတန်းရတော့ကျွန်တော်နည်းနည်းလန့်တယ်ဆိုတော့ Arsenal body လေးပဲကျွန်တော်နည်းနည်းသဘောကျပါတယ်ပြီးနောက်တစ်ပွဲကတော့ဒါဒီနေ့ဟိုပွဲကြီးပွဲကောင်းပေါ့နော်တော်တော်များလည်းစိတ်ဝင်စားကြတယ် Brighton နဲ့ Manchester United တလုံး85ပြားနိုင်ထိ Brighton ပေးထားတယ်ကိုပေါင်းစီ3လုံး40ရှုံးဆိုတော့နှစ်သင်းလုံးကတော့ဟိုဘယ်လိုပြောရမလဲဟိုဟာဖြစ်တယ်ပေါ့နော်ဟို Brighton ကလည်းကျွန်တော်တို့ဒါ Europa League ဝင်အတွက်သူကလည်းနိုင်ဖို့လိုတယ်ပြီးလို့ရှိရင် United ကတော့ကျွန်တော်တို့ Champions League ဝင်သွားပြီဘယ်လိုပဲဖြစ်သူကသူရှုံးနိုင်တည်ပဲကြအဆင့်3ကအဆင့်3ပဲဗျာဒါပေမဲ့သူတို့တော့ကကြတော့ဟိုဒီ Bruno Fernandes ရဲ့ assist ပေါ့နော် Bruno Fernandes ကို assist ဘယ်လောက်ဟိုလုံနိုင်မလဲဆိုတဲ့အပေါ်မှာတော့ကျွန်တော်တို့ဒါManchester United ကအဲ့မတ်လုံးလေးတစ်ခုတော့ရှိတယ်ဗျ။ဆိုတော့ဟိုဂိုးတော့တွင်းလာနိုင်ပါတယ်ပြီးတော့နှစ်သင်းလုံးကလည်းဒီလက်ရှိအနေထားပါပေါ့နော်တိုက်စစ်တွေလည်းကျွန်တော်တို့ဂိုးတွေဒါရနေတာလေးကျွန်တော်တွေ့ရပါတယ်အိမ်ဝင်းတွေမှာပေါ့နော်အိမ်ဝင်းတွေမှာများသောအားဖြင့်ဂိုးရနေတာလေးကျွန်တော်တွေ့ရတယ်Brighton ကအဓိကကျွန်တော်တို့နောက်ဆုံးကန်ထားတဲ့ Leeds နဲ့ပွဲမှာတော့သူဂိုးမရထားဘူးပေါ့နော်ရှေ့အိမ်ဝင်းတွေမှာကန်တဲ့ပွဲတိုင်းကတော့ဂိုးရတယ်ဗျပြီးတော့ဒီပွဲကအဲ့လိုမျိုးအချက်တွေကြောင့်ပဲလို့တော့ယူဆတယ်ဂိုးပေါ်နည်းနည်းတော့ဟော့နေတဲ့အထက်မှာပါတယ်ပေါ့နော်နည်းသတိထားစေချင်တယ်ကျွန်တော်ကတော့ဒီပွဲမှာ Brighton နိုင်သွားလိမ့်မယ်လို့ပဲကျွန်တော်ယူဆရတယ်ဗျာဟိုဘာလို့လဲဆိုတော့ဒီဥရောပဝင်ခွင့်အတွက်ရုံးမဲ့အသင်းကပိုပြီးရေးကြည့်တယ် Manchester United ကနိုင်ဖို့လည်းမလိုတည်ရလည်းမလိုဗျာသူတို့ကအဓိကဂိုးသွင်းနိုင်ဖို့ပဲလိုတာပေါ့နော် Bruno Fernandes assist လုပ်ပြီးတော့ဂိုးရဖို့ပဲလိုတယ်ဒါပေမဲ့ Brighton အတွက်ကတော့အသေးအတန်နိုင်မကိုဖြစ်မဲ့အနေအထားမျိုးတော့ရှိနေတယ်ပေါ့နော်နည်းနည်းတော့သတိထားစေချင်တယ်ကျွန်တော်ကတော့ Brighton တကိုးလောက်အသာကတော့ 2-1 လို့မျိုး1-0-2-1 2-2 ဘာညာလဲကျွန်တော်နည်းနည်းတော့ကြောက်တယ်ဗောနော်ဒါပေမဲ့ကျွန်တော် Brighton နိုင်သွားလိမ့်မယ်လို့ပဲကျွန်တော်ကတော့ဟိုစိတ်ထဲတော့နည်းနည်းယူဆရဗောနော်ဒီ Manchester United အနေနဲ့လည်းဘာမှမလိုအပ်တဲ့အပေါ်မှာပြီးခဲ့တဲ့သူအိမ်ဝင်ပွဲစဉ်မှာလည်းသူပြည်သက်စိတ်ကြီးနဲ့အောင်တို့ဒါ Nottingham Forest ကို 3-2 ဘာညာအနိုင်ခံပြီးသွားပြီဗျာဆိုတော့ဒီပွဲကတော့ရှုံးလို့ဖြစ်တဲ့ပွဲမျိုးပါပဲဆိုတော့ကျွန်တော်ကတော့ Brighton ဟိုအနိုင်လေးဖြစ်ဖို့များသွားလိမ့်မယ်လို့တော့ကျွန်တော်ယူဆပါတယ်လောလောဆယ်ကြေးနေထားရရယ်ဗောနော်ကျွန်တော်စဉ်းစားမိတဲ့လောက်ပေါ့ဗျာဆိုတော့ Brighton လေးပဲကျွန်တော်နည်းနည်းသဘောကျတယ်နောက်တစ်ပွဲကကျွန်တော်ဟိုအောင်သွားလိုက်မယ်ပေါ့နော် Liverpool နဲ့ Brentford ပေါ့နော် Liverpool 1 ပေါင်90 350ရှုံး Liverpool ပဲကျွန်တော်အစကတော့ရွေးဖို့ပါပဲဒါပေမဲ့1 ပေါင်90 1 ပေါင်60 80လောက်ကနေကျလာ1 ပေါင်90က Liverpool ကိုကျွန်တော်နည်းနည်းလေးတန်တရားရှိရပေါ့နော်လက်ရှိ Liverpool ကလည်းဘာတွေဖြစ်လာနိုင်ရှိလဲဆိုတော့ Liverpool ကတော့ဒါအဆင့်5ပေါ့နော်ဒီနေ့ဒါ Aston Villa ရှုံးမယ် Liverpool ကနိုင်ခဲ့မယ်ဆိုရင်တော့အဆင့်4နေရာကိုရောက်သွားမယ်ပေါ့ဗျာဆိုတော့ Liverpool ကလည်းကျွန်တော်မိုဆာလာနှုတ်ဆက်ဖို့ဘာညာပေါ့ဗျာနောက်ဆုံးပွဲစဉ်နေထားရှိရပြီးတော့ဒီဟိုနီးပြပေါ့ဗျာအာနေစလောကလည်းနောက်ရသည်အတွက်မသေးကြတဲ့အပိုင်းတွေမှာဒီပွဲတော့ရလက်ကောင်းအောင်တော့သူတို့ကံမယ်ဗျာဟိုတေချာတာတစ်ခုကတော့တရေကန်ရင်တော့သူတို့ကအဆင့်9နဲ့ကတော့ဟိုတေချာပေါက်ဝင်ဗျာတစ်ဖက်မှာဘုံမောက်ကနိုင်မနိုင်ပေါ့နော်ဘုံမောက်နိုင်ခဲ့ရင်တော့မှဒါ Liverpool ကလည်းတရေရနေဖြစ်ပြီ Brentford ကလည်းကျွန်တော်တကယ်တမ်းဆိုလို့ရှိရင်တော့အမှတ်လိုတာပေါ့ဗျာ Conference League လောက်တော့ Conference League ရော Europa League ရောဒါမျောလင်းချက်ရှိပါသေးတယ်ဆိုတော့တခုရှိတာလေဒီပွဲမှာဒီနေ့ကျွန်တော်တို့ဂိုးပေါ်နည်းနည်းလေးသဘောကျနေ
နေတဲ့ပွဲလို့ပြောလို့ရတယ်3လုံး50ရှုံးပေးထားတယ်ရှေ့မှာကျွန်တော်ခုနဂိုးပေါ်ရန်ဟော့နေတဲ့ Brighton နဲ့ Manchester United တောင်မှ3လုံး40ရှုံးပေါ့နော်10ပြားပဲကွာတာပါပဲ body ဈေးကတော့မတိမ်မရင်သွားနေတဲ့အချိန်မှာဂိုးပေါင်းဈေးကတော့10ပြားလောက်ပဲကွာတယ်ဆိုပေမဲ့ Liverpool နဲ့ Brentford မှာကျွန်တော်သတိထားမိတာတစ်ချက်က Liverpool ကွင်းမှာပေါ့နော် Liverpool ကွင်းမှာ Brentford အနေနဲ့ဂိုးမရထားတာကိုကျွန်တော်တွေ့ရတယ်ဗျာကျွန်တော်တို့ဒီဘယ်နှရာသီလောက်ရှိမလဲဆိုတော့1နဲ့3 4ပွဲပေါ့နော် Liverpool ကွင်းမှာဒါ4ပွဲ4ချိန်တွေ့ဆုံမှုလေ4ချိန်လုံး Brentford ဒီကိုတွင်းထားနိုင်ရင်မရှိဘူးပေါ့ဗျာဆိုတော့အဲ့ဒီတစ်ချက်လေးကဒီပွဲမှာလက်ရှိရုံးနေတဲ့ Brentford လည်းကျွန်တော်ဥရောပဝင်ခွင့်နဲ့ရုံးရမယ့် Brentford လည်း9ရလာနိုင်မဲ့အနေထားလို့မြင်တယ်ကျွန်တော်ကတော့2-1လောက်အနည်းဆုံးမြင်ရမယ်လို့ယူဆရပါတော့ဒီပွဲကို2-1လောက်အနည်းဆုံးမြင်ရမယ်လို့ယူဆတယ်2-1ကနေ2-2-3-2ဘာညာအထိဖြစ်ကောင်းဖြစ်သွားနိုင်မယ်လို့ယူဆတယ် Liverpool တော့ကျွန်တော်ကြိုက်ပေမဲ့လည်းဒါမရှုံးတော့မရှုံးဘူးဗျာ Liverpool တေးကြရဒါပေမဲ့တရေကန်ဝါမှာတခုတော့ကျွန်တော်နည်းနည်းလေးသဘောနည်းနည်းလန့်တယ်ပေါ့ဗျာတရေကန်ဝါမှာလေးတော့နည်းနည်းကြောက်တယ်ဆိုတော့ကျွန်တော်ဒီပွဲမှာတော့ဂိုးပေါင်းအပေါ်လေးကိုကျွန်တော်အဓိကကြိုက်ပါတယ်ပြား90ပဲရင်းရမယ်လို့ယူဆပါတယ်3လုံး50ရှုံးနေထားမှာကျွန်တော်ဂိုးပေါ်ကိုကြိုက်ပါတယ်ဆိုတော့ကျန်တဲ့ပွဲလေးတွေကိုနောက်ဗီဒီယိုတစ်ပိုင်းနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ဗီဒီယိုရမ်းရှည်သွားမှာဆိုလို့ပါခင်ဗျာ